Tavi, one, go. ဒီနေ့ကတော့21ရက်4လ2025ဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်းပဲ21ရက်နေ့ကကောလာကအားလာတွေအကြောင်းမလို့ဒီတိုင်းမှာနေကြတဲ့ပုံပေါ်တွေငရင်ကြီးလာမယ်ဆိုကြောက်ပြီးတော့ပြေးကြလွှားကြအထိတ်တလန့်ဖြစ်ကြတယ်လို့ရှိပါတယ်ဦးဇင်းတို့ကတော့ဒီရေကားရွာကိုသွားတယ်ပြီးတော့ကြောက်တာရွာကိုသွားတယ်ငလင်တန်းကြောင့်ဖြစ်သွားတယ်ဒီဆန်းနဲ့အကွဲအကြောင်းကြီးနဲ့ဆန်းကွဲသွားတဲ့အပင်ကြီးကိုသွားပြီးတော့နေတာဒါကြောင့်မလို့ကောလာဟာလာအကြောင်းမလို့ထိတ်လန့်နေမဖြစ်ကြပါနဲ့လောလောကူမယုံကြပါနဲ့ Don't believe easily everything because you have knowledge to investigate whether is it true or not if you believe blindly you would be you would if you believe easily everything you would travel that's why don't be believe easily လောလောကူကူနဲ့ပဲဟာကိုမှမယုံကြပါနဲ့ကိုယ်ပိုင်ဉာဏ်နဲ့ဆုံးဖြတ်ကြပါလို့ပြောချင်ပါတယ်အားလုံးငလျင်တန်းမှာဝေ့ကွာပြီးတော့အရာအားလုံးကိုအကောင်းဆုံးကြော်ဖြတ်နိုင်ကြပါစေ Okay.